ပြုတ်မဝက်တဲ့အတွက်နဲ့ဝက်ဘာတောက်တဲ့စိတ်အဖြူချိုးစားချိုးများဖြစ်တတ်သော Marble Granite တဘာဝကြောက်ပြားများ၏မျက်နှာပြင်များအတွက်ဆိုသောနေရာများတွင်အဖြူချိုးပြဿနာများကိုထိရောက်စွာဖြေရှင်းနိုင်ရန်ကြွေပြားကော်နှင့်နှာချောင်းကော်2မျိုးကိုတွဲသုံးရပါမည်အဖြူချိုးကင်းမဲ့သောကြွေပြားခင်းခြင်းအတွက်ကြွေပြားကော်ဝက်ဘာထိုင်း no stain နှင့်နှာချောင်းကော်ဝက်ဘာကာလာ no stain တို့ဖြစ်ပါသည်ပထမအဆင့်ကြွေပြားခင်းခြင်းဝက်ဘာထိုင်း no stain ကြွေပြားမျိုးစုံ site မျိုးစုံအတွက်အတွင်းအပြင်2မျိုးလုံးတွင်အသုံးပြုနိုင်ပါသည်ဥပမာအဆောက်အဦများ၏ဆိုင်းဘုတ်ရေတကွန်းလှေကားနှင့်အခန်းတွင်းရှိမူလကြွေပြားဟောင်းများပေါ်တွင်လည်းထပ်ခင်းနိုင်ပါသည်မျက်နှာပြင်ပြင်ဆင်ခြင်းမျက်နှာပြင်သည်ညီညာကောင်းမွန်တန်ရှင်းပြီးတာမန်ရေစုံနှုံးရှိရပါမည်ကြွေပြားများကိုမကပ်မီမျက်နှာပြင်ညီညာအောင်ချိန်ကြီးသည့်အဆင့်သည်အရေးပါပါသည်သို့မဟုတ်ပါကကြွေပြားကွဲခြင်းပေါက်ထွက်ခြင်းနှင့်ကော်ကိုလိုအပ်သည့်ထက်ပိုသုံးမိခြင်းတို့ကိုဖြစ်စေနိုင်ပါသည်ကြွေပြားမကင်းမီကြွေပြားသည်6တွေ့တန်ရှင်းရပါမည်ကြွေပြားများကိုရေစိမ်းရန်မလိုအပ်ပါမူလကြွေပြားပေါ်ထပ်ကပ်ရာတွင်မကောင်းသောကြွေပြားကိုခွာပြီးမျက်နှာပြင်အသစ်ပြုလုပ်ပြီးမှထပ်ကပ်ရပါမည်ရောဆက်ပုံအဆင့်ဆင့်ရေတန့်တစားနှင့်ဝက်ဘာထိုင်း no stain 3စားကိုပမာဏအချိုးစားတိုင်းရေထဲသို့ဖြည်းဖြည်းချင်းလောင်းထည့်ပါထိုအချိုးစားတိုင်းမှလွှဲ၍ထပ်ဖြည့်ခြင်းထပ်ထည့်ခြင်းမပြုလုပ်သင့်ပါကြွေပြားမကင်းမီ3မိနစ်မှ4မိနစ်ထိထားပေးရပါမည်ကြွေပြားခင်းပုံအဆင့်ဆင့်ဘီတန်လျက်ကိုအသုံးပြုပြီးအလျားလိုက်အတန်းရှည်ဆွဲပေးပါအဖြူချိုးများကိုကာကွယ်ပေးနိုင်သောအရည်အသွေးများရအောင်ကြွေပြား၏နောက်ကျောတို့အနှံ့တုပ်လိမ့်ပေးပါဘီတန်မြေကော၏အထူးသည်2မီလီမီတာမှ10မီလီမီတာအထူးရှိသင့်ပါသည်ကြွေပြားများကို15မိနစ်အတွင်းချိန်ညှိနိုင်ပါသည်နှာကြောင့်မဖြစ်မီ24နာရီအကြောက်ခံထားရပါမည်ထိရောက်သောအဖြူချိုးပြဿနာကိုကာကွယ်ရန်အတွက်ကြွေပြားကောဝက်ဘာထိုင်း no stain အသုံးပြုပြီးနောက်နှာကြောင့်ကောဝက်ဘာကာလာ no stain ကိုတွဲသုံးပေးရပါမယ်ဒုတိယအဆင့်နှာကြောင့်ဖြစ်ခြင်းအဖြူချိုးကာကွယ်ခြင်းနှာကြောင့်ဖြစ်ကောသည့်အထူးကျင်းမြောင်းသော3.2မီလီမီတာမှ6မီလီမီတာလိုင်းအတွင်းရှိအဖြူချိုးစားချိုးမှုန်မဲနှင့်အညစ်အကြေးများကိုကာကွယ်ပြီးဆိုသောနေရာများအတွက်အထူးတင်လျော်ပါသည်နှာချောင်းဖြစ်ရန်မျက်နှာပြင်ပြင်ဆင်ခြင်းကြွေပြားနှပြားရှိနှာချောင်းသည်6တွေ့ပြီးတန်ရှင်းရပါမည်ရောဆက်ပုံအဆင့်ဆင့်ရေတန့်တစားနှင့်ဝက်ဘာကာလာ no stain 2.5 ဆပမာဏအချိုးစားတိုင်းရေထဲသို့ဖြည်းဖြည်းချင်းထည့်ပြီးတမအောင်မှွေပေးပါထိုအချိုးအစားမှလွှဲ၍ထပ်ဖြည့်ခြင်းထပ်ထည့်ခြင်းမပြုလုပ်သင့်ပါသို့မဟုတ်အရည်အသွေးနှင့်တက်တန်းတာရှည်ခံနိုင်ခြင်းအပေါ်တက်ရောက်မှုရှိနိုင်ပါသည်အသုံးမပြုမီ3မိနစ်မှ4မိနစ်ကြာအောင်စောင့်ဆိုင်းရပါမည်နှာချောင်းဖြည့်ခြင်းနှာချောင်းလိုင်းအတိုင်းအဆောင်လိုက်ကော်တုပ်ပေးပါကြွေပြားပေါ်ရှိပိုထွက်နေသောနှာချောင်းကော်များကိုရေမြုပ်ဖြင့်တုပ်ပေးပါ6အောင်2နာရီခန့်ထားပြီးနောက်ကြွေပြားကိုတန့်စင်ပေးပါကောင်းမွန်သောဆွဲအားကိုရရှိရန်24နာရီခန့်6အောင်ထားပြီးမှအသုံးပြုရပါမည်နှာချောင်းဖြည့်ခြင်းအတွက်အကြံပြုချက်မိုးရွာနေသောအချိန်တွင်ကြွေပြားခင်းခြင်းကိုရှောင်ရှားပြီးကော်ဘီလက်မြေမချောင်းပြီးအဖြူချိုးများကိုကာကွယ်ရန်အတွက်အမိုးအကာပြုလုပ်ပေးရပါမည်ရောဆက်ပြီးဘီလက်မြေကော်များကို4နာရီအတွင်းကုန်စင်အောင်အသုံးပြုရပါမည်နှာချောင်းဖြစ်ကော်ကိုမိနစ်30အတွင်းအသုံးပြုရပါမည်ဘီတင်လျက်ကိုအသုံးပြု၍ကြွေပြားခင်းခြင်းသည်တာမန်တန်လျက်အသုံးပြုခြင်းထက်ကော်ကိုပိုမိုတက်တာစေပါသည်ပုံခင်းခြင်းနည်းကိုရှောင်ကျဉ်ရပါမည်ညီညာလှပသောနှာချောင်းများရရှိရန်စပရေသာကိုအသုံးပြုသင့်ပါသည်ပိုရှန်သောကော်ဘီလက်မြေများကိုမာကျော်၍မချောက်ခင်နှင်းမြန်စွာတုပ်ပစ်ပါဝက်ဘာတောက်တတ်စိတ်ကမ္ဘာတဝက်နှင့်ထိုင်းနိုင်ငံတွင်ရောင်းအားအမြင့်ဆုံးအရေးအတွင်းမြင့်နံပါတ်1ပြင်သစ်ကုန်စည်ဖြစ်ပြီးအသုံးပြုသူတိုင်းအတွက်အန္တရာယ်ကင်းရှင်းစေသည့် low VOC ကုန်စည်ဖြစ်ကြောင်းထောက်ခံမှုရရှိထားခြင်းဖြစ်ပါသည်အသေးစိတ်ချက်လက်များကိုထပ်မံသိရှိလိုပါက website application နှင့် YouTube တို့တွင်ဝင်ရောက်ရှာဖွေကြည့်ရှုနိုင်ပါသည်ကြွေပြားကောဝက်ဘာထိုင်း no stain နှင့်နှာချောင်းကောဝက်ဘာကာလာ no stain အဖြူချိုးပြဿနာများကိုထိရောက်စွာဖြေရှင်းနိုင်ရန်ကြွေပြားကောနှင့်နှာချောင်းကော2မျိုးကိုတွဲသုံးရပါမည်အဖြူချိုးကာကွယ်ရန်ကြွေပြားခင်းတိုင်းလက်သမားအားလုံးရွေးချယ်တင်တဲ့ဝက်ဘာတောက်တတ်စိတ်